မွေကြောက်မြောင်းမှာတိုက်တန့်တန့်လေးတွေမရှိဘူးလားလို့မင်းနေတဲ့မိတ်ဆွေတွေကိုဒီတိုက်ပေါ်မှာရှိတဲ့အခန်းလေးတစ်ခန်းနဲ့မှတ်ခိုင်မိတ်ဆက်ပေးပါမယ်ဒီလမ်းကတော့တီတာလမ်းမှာပဲဖြစ်ပါတယ်ရှင်ဝင်ပေါက်တကားမှာတန်ပန်းတကားတစ်ချက်နဲ့တကယ်ရွက်တစ်ချက်တက်ဆင်ပေးထားတယ်ရန်နာကိုထွက်တဲ့နေရာမှာလည်းတကယ်ရွက်တစ်ချက်တက်ဆင်ပေးထားပါတယ်ရန်နာမှာဆိုရင်တန်ပန်းဆန့်ရှိတ်အပြည့်တက်ဆင်ထားပေးတယ်ဘရင်းပေါက်တွေလည်းအပြည့်တက်ထားပေးတယ်ဒီအခန်းကလေဝင်လေထွက်ကောင်းပြီးတော့အလင်းရောင်အရန်ကောင်းတဲ့အခန်းတစ်ခန်းဖြစ်ပါတယ်ခန်းလုံးကိုပါကဲထူတွေခင်းထားပေးတယ်ဘေးမှာလမ်းဖြစ်တာကြောင့်မလို့တိုက်ရက်ကွက်လုံးဝမရှိတော့မဲ့ထာဝရတောင်းတိုက်ပဲဖြစ်ပါတယ်ရှင်ဘရင်းပေါက်တွေမှာဆိုရင်လည်းတန်ပန်းတွေဆန့်ရှိတ်တွေအပြည့်တက်ဆင်ပေးထားပါတယ်ဒီနေရာလေးမှာဆိုရင်အိတ်ခမ်းတကန်ထပ်ဖွဲ့လို့ရတယ်ဖျားခမ်းနေစာကြည့်ခမ်းနေလည်းဖွဲ့လို့ရပါတယ်အိတ်ခမ်းကတော့လက်ရှိနှက်ခမ်းဖွဲ့ထားပေးတာပဲဖြစ်ပါတယ်ရှင်အိတ်ခမ်းအတွင်းထဲမှာဆိုရင်လည်းဒီလိုတကယ်ရွက်လေးနဲ့တက်ဆင်ပေးထားတယ်ပြီးရင်ဗရင်းပေါက်တွေလည်းတက်ထားပေးပါတယ်ဒီအခန်းကမျက်နှာသား15ပင်နဲ့အနောက်ကိုပေ60ကျဲတဲ့အခန်းပဲဖြစ်ပါတယ်တာမွေမြို့နယ်တီတာလမ်းမပေါ်မှာရှိတဲ့9လွာအခန်းပဲဖြစ်ပါတယ်ရှင်ခေါ်ထားတဲ့ဈေးကတော့3850ကိုညှိနှိုင်းလို့ရပါဦးမယ် BCC ကြပြီးသားကိုပိုင်မီတာကြပြီးသားကိုပိုင်မော်တာကြပြီးသားအခန်းပဲဖြစ်ပါတယ်ပြင်ဆင်ပြီးသားအစင်းသင်းတက်နေလို့ရတဲ့အခန်းဖြစ်ပါတယ်ရှင်မိဘကန်နေရာမှာဆိုရင်လည်း brain ပေါက်2ခုရှိပါမယ်မိဘကုံကျဲပြီးတော့မှအောက်မှာကပ်ပီနက်တွေထည့်လို့ရတဲ့အနေအထားရှိပါတယ်ရေချိုးကမှဆိုရင်လည်းအပေါ်မှာရေစီရှိပြီးတော့အောက်မှာရေအုပ်ကန်ရှိပါမယ်အင်တာကန်တော့ဘိုးတိုင်းအင်တာသုံးထားပေးပါမယ်ရှင်ရေဆိုရင်လည်းရေကြည်ပြီးတော့ရေတန့်တာကိုတွေ့ရမှာဖြစ်ပါတယ်နောက်ဖေးမှာဆိုရင်လည်း runner တစ်ခုထပ်ပါမယ်ပြီးရင်တန်ပန်းဆန်းရှိတ်အပြည့်တက်ဆင်ပေးထားတာပဲဖြစ်ပါတယ်ရှင်ဒီအိမ်လေးကိုစိတ်ဝင်စားလို့ကြည့်ကျင်နေဆိုရင်တော့အလင်းပွင့်အိမ်ချမ်းမြေကျိုးတောင်မက်ခံကိုဆက်သွယ်ပြီးတော့မြေပြင်မှာလာရောက်ကြည့်ရှုဖို့ဖိတ်ခေါ်ချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်